ချိုးမယ်ဒီနေ့ကတော့ Honey Blondes ကထုတ်ထားတဲ့ရေချိုးဆက်ပြားလေးနဲ့ချိုးပါမယ်သူကဆက်ပြားအတုံး size ကိုမှ size ကလည်းအရန်ကြီးရာဆိုတော့အကြာကြီးသုံးလို့ရတယ်ပြီးတော့အသားရည်မညီရတဲ့အမဲဆက်တွေကိုလည်းတက်တာစေပြီးတော့တေချာသုံးမယ်ဆိုလို့ရှိရင်တော့ဒါတို့အသားလေးကိုဖြူဝင်းလာစေမှာပဲဖြစ်ပါတယ်ရှင်Honey Blondes က body cream လေး2မျိုးနဲ့ body serum လေးလည်းရှိပါတယ် body serum လေးကတော့ AHA PH ပါဝင်ပြီးတော့အသားရည်ကိုဖြူဝင်ပြီးတော့ကြည်စေပါတယ် Ginseng Coconut Brightening Cream လေးကတော့အသားရည်ကိုရေတက်ပြည့်စီပြီးတော့အမဲဆက်အမာရွတ်တွေကိုလည်းတက်တာစေတယ်ပြီးရဲ့ခါကျတော့ Ginseng နဲ့မှုမွေးလေးနဲ့အရန်ကိုမှလိမ့်လို့လည်းကောင်းတယ်ဒါက body serum လေး2မျိုးရောပြီးတော့လိမ့်ပါတယ်ရှင် Honey Blondes က product တွေကဒါတို့အသားရည်ကိုရေတက်အပြည့်အဝရစီပြီးတော့တေချာလေးဆွဲလိမ့်မယ်ဆိုလို့ရှိရင်နှစ်ပတ်အတွင်းတီးတီးတာတာအသားလေးကိုဝင်ဝင်ကြည်ကြည်လေးဖြစ်စေပါတယ်ရှင်အပြာရောင် body cream ဘူးလေးရလည်း vitamin B5 ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကသူ့ကိုတော့ညဘက်မအိပ်ခင်လေးလိမ့်ပါတယ်အခုလို Honey Blondes က product တွေကိုတာလိမ့်ပြတယ်လို့မျိုး step by step လိမ့်မယ်ဆိုလို့ရှိရင်တော့အသားရည်ကိုနှစ်ပတ်အတွင်းကြည်လင်ဝတ်ပါစီမှာပဲဖြစ်ပါတယ်ရှင်